အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်အုပ်စုရဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အပါအဝင်အစဉ်စစ်တာဝန်ပေးထားတဲ့အဖွဲ့အလုံးကိုအကြံဖတ်အုပ်စုများအဖြစ်ကြီးညာမင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်သတ်မှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အကြံဖတ်စစ်အုပ်စုရဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အပါအဝင်အစဉ်စစ်တာဝန်ပေးထားတဲ့အဖွဲ့အလုံးကိုအကြံဖတ်စစ်အုပ်စုများအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကအကြံဖတ်တိုက်ဖျက်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခခွေပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်အရအမိန့်ကြော်ညာစာကိုထုတ်ပြန်လိုက်တာပါ။ကြေညာချက်ထဲမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာမင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖတ်စစ်အုပ်စုကပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူ့အစိုးရအဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာလုယူခဲ့တဲ့ဖြင့်နိုင်ငံတော်ပုံကန့်မှုကိုကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မတ်လ1ရက်မှာအကြံဖတ်စစ်အုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ9ရက်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ပြည်သူလူထု၏ရန်သူ Enemy of the State ဖြစ်ကြောင်းအသီးသီးထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။အကြံဖတ်စစ်အုပ်စုအနေဖြင့်2025ခုနှစ်ဇူလိုင်လ31ရက်မှာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ကအကြံဖတ်အုပ်စုအဖြစ်ကြီးညာခြင်းခံထားရတဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုစက္ကန့်ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်အကြံဖတ်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရတဲ့အတွက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်နဲ့၎င်းမှအစဉ်အဆက်တာဝန်ပေးဖွဲ့စည်းလိုက်တဲ့အဖွဲ့များအလုံးကိုအကြံဖတ်အုပ်စုများအဖြစ်၎င်းမင်းအောင်လှိုင်အပါအဝင်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်၎င်းသတ်မှတ်ကြေညာလိုက်တယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးလာရှိုးဒေတာခံများမဲမထက်မနေရဟုစစ်တပ်ကတအိမ်တက်တအိမ်စင်ချင်းချောက်မှုပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ဒေတာခံများမဲမထက်မနေရစစ်တပ်ကတအိမ်တက်တအိမ်စင်မဲပေးရန်စီယုံနေပြီးမဲမပေးသူများကိုဖမ်းဆီးမိဟုချင်းချောက်မှုရှိနေကြောင်းဒေတာခံများထံမှစုံစမ်းသိရှိရပါတယ်။စစ်ကော်မရှင်ကယနေ့မှစတင်ပြီးလာရှိုးမြို့ရှိရက်ကွက်ရုံများ၌ဆန္ဒမဲပေးရမည့်ပြည်သူများ၏စည်ရင်းကိုကတ်ထားပြီးမပြတ်မကွက်လာရောက်ကြည့်ရှုရန်နှင့်စည်ရင်းမပါသေးသည့်မဲဆန္ဒရှင်များပြန်လည်လျှောက်ထားရန်တတိပေးမှုများလည်းပြုလုပ်လျက်ရှိပါတယ်။အိမ်ရှိတီကိုရောက်လာတဲ့သူတို့စစ်တပ်ကမဲစရင်ကြည့်ခိုင်းနေကိုစရင်မပိုင်ရင်လျှောက်ခိုင်းနေဘာလုပ်ပေးမင်းညာလုပ်ပေးမယ်ဆိုပြီးပြောတယ်။ဟိုဟာဒီဟာလုပ်ပေးမယ်မပြောနဲ့အောင်လာရှိုးမှာအပေါ်ဆုံးတခိုးတပြတွေကိုအရင်ဆုံးရအောင်ဖမ်းပေးပါလို့လာရှိုးမြို့ကန်အမျိုးသားတပ်ဦးကပြောပါတယ်။ထို့ပြင်စစ်ကော်မရှင်တပ်ကတမျိုးလုံးကိုကားဖြင့်ပတ်ပြီးအတန်ချက်ဆက်ဖြင့်မဲပေးရန်စော်အုံမှုများပြုလုပ်နေကြောင်းသိရပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်တွင်ကျင်းပမယ့်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲသည်မြို့ပေါင်း100ကျော်၌ပထမအသုတ်စတင်ပြုလုပ်သွားမည်ဖြစ်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းရှိမူစိန်၊နောင်ချိုနဲ့လာရှိုးမြို့များသည်ပထမသုတ်၌ပါဝင်လျက်ရှိပါတယ်။ဟုတ်တယ်အိမ်အထိမဲစရင်လာပြတယ်။မဲစရင်မပါသေးရင်ပြန်လျှောက်ခိုင်းနေမဲပေးမှလားမပေးဘူးလားဆိုတာကကျမတည်တည်ချာချာပြောလို့မရဘူး။ဘာလို့လဲဆိုတော့လာရှိုးမြို့ကသူတို့ထိန်းချုပ်တဲ့မြို့ဖြစ်သွားပြီလေ။ပြီးတော့ကျမတို့စိတ်တိုင်ကြဖြစ်ချင်မှဖြစ်မယ်။ဘာလို့လဲဆိုတော့အရင်ကလိုမဟုတ်ဘူးလေ။ပါတီစုံမဟုတ်ဘူးကိုမဲပေးခြင်းနဲ့ပါတီလဲပါခြင်းမပါမယ်မဲမပေးရင်လည်းဖမ်းမယ်ဆိုတဲ့ပုံစံကိုစသလိုနောက်သလိုပြောသွားသေးတယ်လေဟုလာရှိုးမြို့ကန်အမျိုးသမီးတဦးကပြောပါတယ်လာရှိုးမြို့၌ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့အခြားပါတီအချို့ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်ရွှေကောက်ပွဲကဒီမိုကရေစီနည်းလမ်းကျဖြစ်လာမှာမဟုတ်ဘူးဒေသခံတွေကိုဖိအားပေးပြီးမဲအတင်းပေးခိုင်းတာတွေဖြစ်လာမယ်ဒေသခံတိုင်းကမဲပေးချင်တာမဟုတ်ဘူးကိုနှစ်သက်တဲ့ပါတီမှမပါတာမဲပေးခဲ့ရမယ်ဆိုရင်လေလုံခြုံရေးအရာမသက်သာလို့သာပေးရမှာလူတိုင်းကမိသားစုနဲ့ဝမ်းရေးအတွက်ပါစဉ်းစားနေရတယ်ဒီနေ့မျိုးပတ်ကြီးတော့ကြန့်ခိုင်ရေးပါတီမှာလူစုတာတွေ့တယ်ဘာလို့နေတာလဲတော့မသိဘူးလာရှိုးမြို့ကန်နောက်ထပ်အမျိုးသားတအုပ်ကပြောပါတယ်စစ်ကော်မရှင်ကနောင်ချိုမူဆယ်နဲ့လာရှိုးမြို့တွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်တယ်လို့ဒုတိယအသုတ်ပြုလုပ်မည့်ရွေးကောက်ပွဲ၌ကြောင်မဲမြို့ကိုပါထည့်သွင်းထားသောကြောင့်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန်လေကြောင်းဒရုန်းနဲ့လက်နက်ကြီးအသုံးပြုပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်ဆက်လက်ပြီးစကိုင်းမြို့ပေါ်မှာပြူဖုံးကြီးဝေပုံလဦးဆောင်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းမြို့ပေါ်မှာပြူစောတီဖုံးကြီးဝေပုံလဦးဆောင်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးဒီကနေ့စက်တင်ဘာ30ရက်မှာဒေသခံပြည်သူ15ဦးထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။စက်တင်ဘာ29ရက်မနေ့ညနေပိုင်းကစကိုင်းမြို့ချင်းစုရက်နဲ့အေမြောက်ဝတီရက်ကွက်တွေထဲမှာ
ပြူဖုံးကြီးဝေပုံလာဦးဆောင်တဲ့စစ်အုပ်စုနဲ့ပြူတွေကလူငယ်အများပြားကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့တာယိုကြီးအနောက်ချမ်းရှိဘော်ကာရက်တောင်မြောင်းနဲ့ငားတဲ့ကြီးဖျားစတဲ့ရက်ွက်တွေထဲမှာလက်နက်ငယ်တွေပြစ်ဖောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဒီနေ့တော့မြို့ပေါ်မှာဆွဲနေတာ15ယောက်ပါသွားတယ်လို့ကြားရတယ်။လမ်းသွားလမ်းလာတွေကိုစောင့်ဖမ်းနေတာလမ်းတွေမှာတားဆစ်ပြီးတော့ဖမ်းနေတာပေါ့။ပြူဖုံးကြီးဝေပုံလာတဲ့အဖွဲ့တွေတောင်းကျနေကြတာလို့စကိုင်းဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။စကိုင်းမြို့ပေါ်နေရာအနှံ့ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုဒီကနေ့မှာမြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးကိုခေါ်ဆောင်သွားပြီးစစ်မှုထမ်းဖို့အတင်းကျပ်လက်မှတ်ထိုးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကဆိုပါတယ်။စကိုင်းမြို့ပေါ်အနှံ့မှာစစ်အုပ်စုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်မြို့ကန်ပြည်သူတွေအနေနဲ့အပြင်ထွက်သွားလာရမှာတတိထားသွားကြဖို့တော်လှန်ရေးအင်အားစုတွေကအသိပေးထားပါတယ်။စစ်အုပ်စုနဲ့ပြည်တွေကစကိုင်းမြို့ပေါ်ကဒေသခံလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ရတနာဘုံတရားစကိုင်းပေါ်မှာပါခရီးသွားပြည်သူတွေကိုမှတ်ပုံတင်စစ်ဆေးပြီးလူငယ်တွေကိုနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။လက်ရှိစကိုင်းမြို့ပေါ်မှာစစ်အုပ်စုကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့တစ်ဖက်မှာလည်းမြို့ပေါ်မှာလာရောက်စစ်ပေးတိမ်းရှောင်နေကြတဲ့ဒေသခံတွေကိုငွေကျပ်6000ပေးစီယုံပြီးရွေးကောက်ပွဲမှာမဖြစ်မနေမဲလာထည့်ဖို့လက်မှတ်ထိုးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေစီကသိရပါတယ်။ဒါပြင်စစ်အုပ်စုကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်မဲစရင်စာရွက်တွေဒီကနေ့စကိုင်းမြို့ပေါ်ရက်ကွက်တွေမှာစတင်ကတ်ထားပြီးဖြစ်ပေမဲ့မဲစရင်လာရောက်ကြည့်ရှုသူတွေမရှိဘူးလို့မြို့ကန်တွေထံကနေသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်